ကပ်ဘေးတွေနဲ့စိုက်တဲ့အချိန်မှာလူတွေကစိတ်ဒုက္ခများစွာရောက်နေကြတယ်။ထိတ်လန့်ခြင်းတွေစိုးရိမ်ခြင်းတွေသူတို့ရဲ့အနာဂတ်အတွက်လည်းပဲတော်တော်စိုးရိမ်နေကြမှာ။အဲ့တော့ကိုချင်းစာတရားဆိုတာရှိတယ်။အခုတိုက်အောက်တွေမှာပြီးပြီးတော့သေရတဲ့သူတွေနောက်မရှိမလခံစားပြီးတော့ပြန်ရှင်လာတဲ့သူတွေသူတို့ဘဝတွေကိုပဲအဲ့ဒီနေရာမှာကိုယ်သာဆိုရင်လို့စဉ်းစားကြည့်လိုက်စမ်းပါဒီလိုကပ်ဘေးတွေဆိုတာကလည်းကြုံဘူးမှကိုယ်တိုင်ခံစားရမှကိုချင်းစာတတ်တာအဲ့တော့သူတို့ရဲ့စိတ်ခံစားမှုတွေသူတို့ရဲ့မလုံခြုံမှုတွေစိုးရိမ်မှုတွေ trauma လို့ခေါ်တယ်သူတို့ဘဝမှာတစ်သက်လုံးဘယ်တော့မှဆိုတိုက်ဆိုင်တိုင်းပြန်ပြီးတော့ပေါ်နေတာဒီအာယုန်တွေကိုသူတို့ဖျောက်လို့မရဘူးအဲ့ဒီဒုက္ခသမားတွေကိုထပ်ပြီးတော့အနိုင်မယူပါနဲ့ဒုက္ခရောက်နေတဲ့သူကိုကူညီတဲ့အခါမှာဒုက္ခရောက်တဲ့သူတွေရသွားဖို့အရေးကြီးပါတယ်အဲ့ဒီဒုက္ခရောက်သူတွေပေါ်မှာမှထပ်ပြီးတော့အနိုင်ယူတာမျိုးဥပမာကွယ်လွန်သွားကြတော့လူတွေအလောင်းများပြန်ပြီးတော့ဖော်ထုတ်ချင်တယ်ဆိုရင်တော့မှ380ကျော်ပေးရတာတို့ဒီအလောင်းပြန်ဖော်ဖို့အတွက်အစမတန်တွေတောင်းတာတို့ဟိုမှာကအပူနဲ့ပြိုကျပျက်စီးတေးကျေဆုံးရှုံးမှုတွေများနေတဲ့သူကိုထပ်ပြီးတော့ဝန်ထုတ်တွေထပ်ပေးတယ်လို့ဖြစ်နေတယ်ကိုယ်အလက်ပြန်လာတတ်တယ်နော်ဝစ်ကြွေးဆိုတာရှိတယ်သူတို့ဘာမျက်ရည်ကိုစားသုံးပြီးထားရင်ကိုယ်မျက်ရည်တွေနဲ့ပြန်ပေးဆက်ရတတ်တယ်ဒီဘဝမှာသူတို့ဘာကိုအကောင်းတွေပေးထားရင်ဖြစ်လျာဘဝမှာအကောင်းတွေပြန်လာတတ်ပေမဲ့ဒီဘဝမှာသူတစ်ပါးကိုမျက်ရည်တွေကျစေမယ်အဆိုးတွေပေးထားမယ်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံနဲ့သူတစ်ပါးစိတ်ဆင်းရဲအောင်လုပ်ထားမယ်ဆိုဖြစ်လျာဘဝမှာသူတစ်ပါးပေးတဲ့ဒုက္ခတွေကိုခံရတတ်တယ်အပူတွေပေးထားရင်ဘဝတိုင်းမှာကိုယ့်စီကိုအပူတွေပြန်လာတတ်တယ်ဒုက္ခတွေပေးထားရင်ဘဝတိုင်းမှာကိုယ့်စီကိုဒုက္ခတွေပြန်လာတတ်တယ်ယဟန္တာပုဂ္ဂိုလ်ကြီးများတော်မှာအဲ့ဒီဝိကျွေးကိုပြန်ဆက်ရတတ်တယ်ယဟန္တာဘဝမှာတော့ဝိကျွေးကမလွတ်ဘူးတန်ဝေကရဖို့လိုပါတယ်အချင်းချင်းဖေးမှကူညီကြပြီးတော့နိုင်တာလုပ်ပေးသောအပြင်အပြန်အလှန်မေတ္တာစိတ်တွေထားကြသောအပြင်ကိုချင်းစာတရားတွေထားကြသောအပြင်တတ်တာခွင့်ရအောင်လုပ်ပေးဖို့လိုပါတယ်အမှန်တကယ်အားဖြင့်သူတို့လိုနေတာဟာမေတ္တာတရားကိုချင်းစာတရားနားလည်မှုတရားတွေမေတ္တာပေးနိုင်ရင်မေတ္တာပေးပါကိုချင်းစာတရားပေးနိုင်ရင်ကိုချင်းစာတရားပေးပါနားလည်မှုတွေပေးနိုင်ရင်နားလည်မှုပေးပါအဲ့ဒါကုသိုလ်စိတ်လို့ခေါ်တယ်ဒီကြားထဲမှာအချင်းချင်းပြဿနာတွေဖြစ်ဒီနိုင်ငံချင်းတွေလို့ကိုတာရန်သားသလိုအခွင့်ရေးရာတောင်စားလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အမျက်ထုတ်သူကထုတ်ကိုအလှဲ့ပြန်လာတတ်တယ်အတုံးအလှဲ့ဆိုတာအမြဲတမ်းရှိတယ်ကာမနိယာမသဘောတရားအရာပြုထားသောအရာတွေကအကြောင်းဖြစ်နေတော့အကျိုးတွေပြန်ရောက်လာတတ်တယ်ကိုအလှဲ့ကြမရှိမလားခံစားရတတ်တယ်ဒါကြောင့်ဒုက္ခရောက်သူတွေအပေါ်မှာအနိုင်မယူကြပါနဲ့ဖေးမှကိုညီမှုသာလုပ်ပေးကြပါမကူညီနိုင်ရင်လည်းဒီအတိုင်းပဲမေတ္တာပို့နေသောအားဖြင့်ကုသိုလ်စိတ်ပဲမွေးပါကတ်တွေအမျိုးမျိုးဆိုင်နေတဲ့နေရာမှာစိတ်ဓာတ်တွေကပိုပြီးတော့ကြမ်းနေတော့ဒီကတ်တွေဘယ်လိုလုပ်ကင်းနိုင်ပါမလဲဒီတစ်ခုပြီးနောက်တစ်ခုလာမလားမလာဘူးလားမသေးကြတဲ့အခြေအနေတွေမသေးကြတဲ့ခေတ်တွေအဆိုးတွေကြီးပဲဖြစ်နေတဲ့ကာလမှာတန်ဝေကရတဲ့ပြေတရားဘာဝနာပွားများခြင်းဖြင့်ဂုဏ်တော်တွေပွားများခြင်းဖြင့်အားလုံးကုသိုလ်စိတ်တွေမွေးမှတတ်တော်ဝင်ရမှာကုသိုလ်စိတ်တွေမွေးနိုင်ပါစေလို့ဘုန်းကြီးဆုတောင်းပေးပါတယ်ဒုက္ခရောက်နေသူတွေအပေါ်မှာလည်းပဲကိုချင်းစာတရားအပြည့်နဲ့ကယ်တင်နိုင်ကြပါစေမေတ္တာစိတ်တွေသာပွားများကြခြင်းဖြင့်ကုသိုလ်တရားတွေကိန်းအောင်သာနေရင်ကပ်ဘေးတွေကျော်လွှားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ